ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Fitness by မြို့ထွန်းနိုင် Page Share Admin မြို့ထွန်းနိုင်ဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အထူးသဖြင့်ယောက်ျားလေးတွေအနေနဲ့ကျွန်တော်လက်ပြက်လေးဝတ်တာပဲဖြစ်ဖြစ်ကျွန်တော်ဝတ်ထားတဲ့ T-shirt မျိုးဝတ်တာပဲဖြစ်ဖြစ်တော့လက်မောင်းကြော်သားတွေလုံးဝထင်းရင်းနေရမယ်ဗျာကျွန်တော်လက်မောင်းနောက်တွေလက်ဖြတ်နေအစားပါနေရမယ်ဆိုတော့ကျွန်တော်တခုလုံးနေတာချင်းမှာလက်မောင်းလေးချင်းငယ်တွေကိုဘယ်လိုမျိုးကျင်းကြော်ရည်နဲ့ဆော့ရမလဲဘယ်လေးချင်းငယ်တွေရွေးချယ်ပြီးဆော့ရမလဲဟောနောက်ပြီးတော့အခု2026ရောက်နေပြီနော်လုံးဝပုံမှန်တမယိုးကြဆော့နေလေးချင်းငယ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်စမ်းတစ်တယ်ကျွန်တော်လေ့ကျင့်ခန်းတွေကိုတွဲဖက်ပြီးတော့ကျွန်တော်ဆော့လို့ရမယ်လေ့ကျင့်ခန်းတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာမိတ်ဆွေတို့ပြန်ပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားရင်ဆက်လက်ဆောင်ကြည့်လိုက်ကြပါဦးနော်โอเคပထမဆုံးရွေးချယ်ပြီးဆော့မယ်လေ့ကျင့်ခန်းကတော့ကျွန်တော်တို့ overhead tricep extension လို့ခေါ်ရဲကျွန်တော် favorite ဖြစ်ဆုံးကျွန်တော်အကြိုက်ဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်ဒီကောင်အဓိကအားသာချက်ကတော့ကျွန်တော်တို့လက်မောင်းနောက်ကျောသားတွေအားနေတဲ့လူတွေကျွန်တော်တို့ကြီးထွားဖို့တဲ့လူနေတဲ့လူတွေအတွက်ဆိုရှင်ဒီလေ့ကျင့်ခန်းမဖြစ်မနေလောက်ရမယ်တဲ့မှာပါပါတယ်ကျွန်တော်အခု video မှာပြထားတဲ့အတိုင်းပဲကျွန်တော် cable ကိုကျွန်တော်အရက်လောက်ထိမြှင့်လိုက်ပါပြီးရင်ခန္ဓာကိုယ်ကကျွန်တော်တို့cable နဲ့နည်းနည်းမလီမလန်းအဝေးလေးမှာလှမ်းတာပါလှမ်းပြီးကျွန်တော်အခုဒီ video မှာပြထားတဲ့အတိုင်းပဲခန္ဓာကိုယ်ရှေ့ကိုတိမ့်ညွတ်မယ်ပြီးရင်တထောင်ကကျွန်တော်တို့ ear level လောက်ထိထားရမယ်ပြီးတစ်ချက်ချင်းကျွန်တော် video မှာပြထားတဲ့အတိုင်းပဲတေချာညှစ်ပြီးဆော့ပါမယ်နောက်ဆုံးတစ်ချက်ကျွန်တော်ထပ်မှာပါမယ်ကျွန်တော်တထောင်ကိုတေချာလေးကြည့်ပါတထောင်ကလုံးဝနောက်ကိုဂျိုင်သွားတာမျိုးရှေ့ကိုဂျိုင်သွားတာမျိုးရှိတယ်တထောင်ကိုလုံးဝလော့ချလာပြီးတော့ကျွန်တော်အခု video မှာပြထားတယ်မဲ့တစ်ချက်ချင်းတေချာညှစ်ပြီးဆော့ပါအကြိမ်ကြော့ရည်နေနေရတော့နှစ်ကြော့ဝမ်းမပြုတ်လို့ရတယ်ကျွန်တော်တို့သုံးကြော့walking set ပြုလုပ်လို့ရမယ်12ကြိမ်အထက်လောက်ထိများများလေးသွားပေးလေးပို့ပြီးအဆင်ပြေလေးပါတနိုင်တစ်ပိုင်းလေးကိုပဲတေချာညှစ်ပြီးဆော့ပါ form movement technique movement နဲ့ဆော့ဖို့အတွက်ကျွန်တော်တိုက်တွန်းလုပ်ပါတယ်အလေးလောက်ပါမကြည့်ပါနဲ့ okay ဒုတိယလေ့ကျင့်ခန်းတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ dumbbell ကိုသုံးပြီးဆော့ရမယ်လေ့ကျင့်ခန်းဖြစ်ပါတယ် dumbbell overhead tricep extension လို့ခေါ်ပါတယ်ကျွန်တော်တို့တစ်ဖက်ချင်းဆော့ရမှာပေါ့နော်ကျွန်တော် dumbbell ကိုလေ့ကျင့်ကိုသုံးပြီးတော့ကျွန်တော်ခေါင်းပေါ်မှာတေချာလေးတင်ထားမယ်ရွက်မယ်ပြီးလို့ရှိရင်ကျွန်တော်တထောင်ကိုအခုဗီဒီယိုမှာပြထားတဲ့အတိုင်းပဲလုံးဝတဲ့ပဲထားရမယ်ဘေးကိုကားသွားတာမျိုးမဖြစ်ဘူးကျွန်တော်တဲ့ပဲထားရမယ်ပြီးရင်ခေါင်းတော်မှာတေချာလေးဝတ်ပြီးတော့အောက်ထိချပြီးတော့အပေါ်ဆုံးဒီဆန့်ထောက်မှာဖြစ်ပါတယ်အခုဒီဗီဒီယိုမှာဆော့ပြပေးထားတဲ့အတိုင်းပဲကျွန်တော်တထောင်ကိုတေချာကြည့်ပါကျွန်တော်တထောင်ကိုဘေးကိုကားသွားတာမျိုးမရှိဘဲနဲ့ကျွန်တော်တေချာ control လုပ်ပြီးတော့အပေါ်တေချာဆန့်ထုတ်ပြီးဆော့မယ်ဆိုရင်ကျွန်တော်တို့မိတ်ဆွေရုံးမှာကျွန်တော် tricep extension မဲ့မှာ overhead ကလုံးဝအရေးကြီးရဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်အားကြောင့်လည်းကျွန်တော်ဒုတိယလေ့ကျင့်ခန်းမှာထပ်ပြီးတော့ overhead extension ကိုထပ်ပြီးသုံးတာဖြစ်ပါတယ်အကျဉ်းရင်အကြော့ရည်အနေနဲ့ကတော့ကျွန်တော်တို့3ကြော့ပြုလုပ်လို့ရမယ်12ကြိမ်နဲ့15ကြော့ကြာလေးတိုးပြီးဆော့ပါပြလို့ရပါတယ်เนาะโอเคနောက်ထပ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့လက်မောင်းနောက်ကျောသားကိုပဲထပ်ပြီးဆော့တာပါကျွန်တော်တို့ tricep ကျွန်တော်တို့ press လုပ်တဲ့ဆက်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဆော့ရမယ်လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီဆက်မရှိဘူးဆိုရင်ကျွန်တော် dip ထောက်လို့ရတယ်ပေါ့เนาะဆိုတော့အခုဗီဒီယိုမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒါကတော့ဆက်ထဲမှာကျွန်တော်ဆက်နဲ့ဆက်ပစ္စည်းနဲ့ဆော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်ခုံကဆက်တက်လုပ်ထားပြီးတဲ့အတိုင်းပဲကျွန်တော်ထိုင်ပြီးတော့ tricep တေချာ push အောက်ကိုတေချာညှစ်ပြီးတော့ကျွန်တော်တို့ဆော့ရလေ့ကျင့်ခန်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောလို့ပဲပေါ့နော် dip အလွတ်ထောက်လို့ရတယ် dip လွတ်ထောက်တယ်ဆိုရင်လည်း equal to this exercise ပါဆိုတော့အကြိမ်ကြော့အနေနဲ့ကျွန်တော်3ကြော့ပဲဆော့ရဲအလေးများများနဲ့ကျွန်တော်10ကြော့အထက်သွားရပေါ့နော် dip ထောက်တဲ့လူတွေအနေနဲ့ body weight ကိုပဲအသုံးပြုရဖြစ်တဲ့အတွက် failure ထိသွားပြီပါ okay ကျွန်တော် tricep လေ့ကျင့်ခန်းရဲ့ကျွန်တော်အမြဲတမ်းနောက်ဆုံးလေ့ကျင့်ခန်းမှာအမြဲရွေးချယ်ပြီးဆော့တာရှိရ finisher workout လို့ပြောလို့ရတယ်ကျွန်တော်အမြဲတမ်း favorite ဖြစ်တဲ့လေ့ကျင့်ခန်းတစ်ခုရှိပါအဲ့ဒါကတော့ကျွန်တော် reverse grip tricep push down ပါဒီလေ့ကျင့်ခန်းအဓိကအားသာချက်ကတော့ကျွန်တော်တို့လက်မောင်းနောက်ကျွတ်သားရဲ့ကျွန်တော်တို့အတွင်းတွေပေါ့နော်အတွင်းတွေဒီအရင်ထိပါထိပါတယ်ဆိုတော့အခုဒီဗီဒီယိုမှာပြထားတဲ့အတိုင်းပဲလက်ကင်မှုကိုဖြောင်းမြန်ကင်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်အထူးသတိမှာကျင်တာကအထူးသတိပေးမှာကျင်တာကကျွန်တော်တထောင်ဒီကျွန်တော်တို့ဒီဝင်းပိုက်ကျွတ်သားဘေးနေတေချာညှက်ပြီးတော့တေချာလေးတဲ့ထားပေးရမယ်ပြောရှင်တထောင်ကလုံးဝလွတ်သွားတာမျိုးမရှိဘဲနဲ့ကျွန်တော်အမြဲတမ်းပြောလို့တထောင်လော့ချထားမယ်ပြီးရင်အောက်ကိုတစ်ချက်ချင်းတေချာညှစ်ပြီးဆော့မယ်ထပ်ပြောမယ်ကျွန်တော်အလေးလောဘကြည့်လို့မရဘူးဒီကောင် frequency များများဆော့ရလေ့ကျင့်ခန်းဖြစ်တဲ့အတွက်12ကြိမ်အထက်လောက်သွားပေးပါကျွန်တော်3ကြော့ပြုလုပ်ပေးလို့ရမယ်နော်okay လက်မောင်းရှေ့ကြွသားပြန်သွားလို့ရပါပြီလက်မောင်းနောက်ကြွသား4မျိုးလောက်ဆိုကျွန်တော်တော်တော်လေးလုံလောက်နေပြီပေါ့နော်ဆိုတော့ okay ပထမဆုံးရွေးချယ်ပြီးဆော့မယ်လေ့ကျင့်ခန်းကတော့ကျွန်တော် classic ဖြစ်တယ်ကျွန်တော်တော်များဆော့လေ့ကျင့်ခန်းလည်းဖြစ်တယ်ကျွန်တော်အကြိုက်ဆုံးလေ့ကျင့်ခန်းဖြစ်တယ် dumbbell bicep curl ဒီကောင်ဟာလေးကရိုးရှင်းပါတယ်ဒါပေမဲ့ကျွန်တော်တော်တော်များများကျင်မှာတွေ့နေရဲ့လူတွေတော်တော်များဆော့တာရှိအမှားတစ်ခုပါလဲဆိုတော့ကျွန်တော်တထောင်အမြဲတေချာတတိလေးထားပေးပါကျွန်တော်တထောင်ကအမြဲတမ်းကျွန်တော်တို့ဒီside belly နဲ့တေချာလေးကတ်ပြီးတော့ထားပေးပါကျွန်တော်လွတ်သွားပါနဲ့ပြီးရင်တေချာလေးဆန့်ထုတ်ဝေးပါဆန့်ထုတ်တဲ့အချိန်ရောက်ရင်တထောင်ကနောက်ကြီးကိုမရောက်ပါဘူးတထောင်တေချာလေးဒီကျွန်တော်ပြောတဲ့ဒီ one bite page သားနဲ့တေချာလေးကတ်ထားပေးပါပြီးရင်တစ်ချက်ချင်းတေချာလေးဆန့်ထုတ်မယ်ပြီးရင်တေ
တေချာညှစ်ပြီးဆော့မယ်ပေါ့နော်အချိန်ကြောရင်နေနေရကျွန်တော် mechanical tension လေးပါရပါအောင်ကျွန်တော်က15ကြောအထက်လောက်သွားရင်ပို့ပြီးအဆင်ပြေပါနော်အလေးများလို့12ချိန်လောက်ထိထားမယ်ဆိုလဲရှော့မရှိဘူး okay 4ကြောပြုလုပ်ပြီးလို့ရမယ်နော်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့ကတော့ကျွန်တော် fever bicep curl လို့ပြောလို့ရပါဘောနော်ဒီ cable ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ Viva grip ကိုအသုံးပြုမယ်ပြောရှင်နေကျွန်တော် video မှာပြထားတဲ့အတိုင်းပဲကျွန်တော်အမြဲတမ်းကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့နော်တထောင်ကိုတေချာလေးစုရမယ်နောက်ကြီးကိုမရောက်အောင်တထောင်တေချာလေးစုပြီးတော့အောက်ကိုတေချာလေးဖြန့်မယ်ပြီးရင်အပေါ်တေချာတစ်ချက်ချင်းညှစ်ပြီးဆုံးမယ်ပေါ့နော်အချိန်ကြောရင်နေနေရတော့ကျွန်တော်တို့3ကြောပဲပြုလုပ်ပြီးလို့ရတယ်လေးများများလေးနဲ့ဆော့ပြီးအဆင်ပြေတယ်ကျွန်တော်တို့10ကြောအထက်လောက်ထိသွားပြီးပါโอเคလက်မောင်းရှေ့ချက်သားရဲ့နောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ကျွန်တော် favorite အဖြစ်ဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်အဲ့ဒါတော့ spider curl လို့ခေါ်ပါတယ်ကျွန်တော် bench ကိုကျွန်တော်တို့45 angle လောက်ထိမြင်လိုက်ပါပြီးရင်ရှင်ဘက်နဲ့ကတ်လိုက်ပါကတ်ပြီးကျွန်တော်အခု video မှာပြထားတဲ့အတိုင်းပဲတထောင်ကိုဆန့်ထုတ်ထားပါတထောင်ကိုကျွန်တော်တို့ဒီနေရာမှာအရင်တတိထားပြီးမှာကျင်တာတစ်ခုရှိပါတယ်ကျွန်တော် video မှာပြထားတဲ့အတိုင်းပဲကျွန်တော်အပေါ် lift တင်တဲ့အချိန်ကြောင့်ဆိုရှင်ကျွန်တော်တေချာညှစ်ပြီးတော့ကျွန်တော် lift တင်တယ်အောက်ချရင်တထောင်ကိုစော့နေလူတွေတော်တော်များတထောင်ကိုကျွန်တော်တို့လွှဲလိုက်ပါတယ်အောက်ကိုပြန်ပြီးလွှဲလိုက်ပါအဲ့လိုပုံစံမျိုးမလွှဲဘဲနဲ့အခုဒီဗီဒီယိုမှာပြထားတဲ့အတိုင်းပဲတထောင်လုံးကလောချတာမယ်ကျွန်တော်လက်မောင်းရှေ့ကျသားကိုတေချာစိတ်ထဲညှင့်ပဲထည့်ပြီးတေချာတစ်ချက်ချင်းညှစ်ပြီးဆော့မယ်ကျွန်တော်တထောင်အောက်ကိုပြန်မရော့ပါဘူးအောက်ပြန်ကြတဲ့အချိန်ရောက်ရှင်ဒီတထောင်လေးကိုတေချာ control လုပ်ထားပြီးတော့တစ်ချက်ချင်းတေချာညှစ်ပြီးဆော့မှလာရင်ထိရောက်မှုဖြစ်မှာပါဒီလေးချင်းငန်းရဲ့အဓိကအားသာချက်ကတော့ကျွန်တော်လက်မောင်းရှေ့ကျသားကြီးလုံးဝ peak ပေါ့နော်လက်မောင်းကျသားကြီးလုံးနေရမယ်ကျွန်တော်အာနိုးလို့လုံးဝသိရမလားဟို rock လိုမျိုးကြောက်တုံးလိုမျိုးလုံးနေရမယ်ဗျာအဲ့လိုပုံစံမျိုးဖြစ်ဖို့အတွက်အထောက်အကူအများကြီးဖြစ်ပါတယ်ဆိုတော့အကျဉ်းရင်ကြော့ရည်နေနေကကျွန်တော်တို့3ကြော့ပြုလုပ်ပြီးလို့ရမယ်12ကြိမ်အထက်15ကြိမ်တော့သွားပြီးပို့ပြီးအဆင်ပြေပေါ့နော်โอเคလက်မောင်းရှေ့ကျသားရောလက်မောင်းနောက်ကျသားရောလုံးဝ complete ဖြစ်မဲ့လေ့ကျင့်ခန်းတွေကိုပဲကျွန်တော်အခုပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်အကျိုးရှိမဲ့ဗီဒီယိုတွေကိုလည်းထပ်မံပြီးကျွန်တော်ရဲ့ Facebook page ကနေပြီးတော့တင်ပေးမှဖြစ်တဲ့အတွက် Fitness by Mutonite page ကို follow လုပ်ဖို့မမေ့ပါနဲ့เนาะအားလုံးပဲနောက်ထပ်ဗီဒီယိုမှာဆက်ပြီးတွေ့ပါမယ်ကျေးဇူးပါ